မင်္ဂလာပါညီတို့ဒီတပတ်စနေပေါ့နော်စနေနေ့မှာဒီစနေနေ့မှာကျွန်တော်ရဲ့အကြိုက်ဆုံးနှစ်ပွဲကျွန်တော်ညီတို့ရွေးချယ်ပေးသွားမယ်ဆိုတော့ဒီ9ရက်3လပိုင်းနော်2026ရက်ဒီစနေနေ့မှာကျွန်တော်ရဲ့အကြိုက်ဆုံးနှစ်ပွဲကတော့ပထမတစ်ပွဲကဒီဝယ်ရဟန်းနဲ့ဒီချယ်ဆီပွဲစဉ်လေးဖြစ်ပါတယ်ဒီပွဲက FA Cup ပွဲစဉ်လေးဖြစ်တယ်ချယ်ဆီအနေနဲ့တလုံးကို80ရှုံးဆိုပြီးတော့ဖွင့်လှစ်ထားတယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်လေးကိုကျွန်တော်အင်ရှင်ဝယ်ရဟန်းဘော်ဒီလေးနဲ့ကျွန်တော်ရွေးချယ်ရင်းညင်ပါတယ်ဘာလို့ဝယ်ရဟန်းဘော်ဒီကြိုက်လဲဆိုရင်ဒီအသင်းကဗျဒီအသင်းကြီးတွေဆိုရင်ခံစောလို့လည်းရှိတယ်ပြီးရင်သူ့ရဲ့အင်္ဂလိပ်ကစားအရန်ကောင်းမယ်သူလိမ့်မှာဆိုရင်လည်း Isway တို့ချေယူသူ့တက်သားတဲ့အသင်းတွေကိုသူကဖြုတ်နိုင်တဲ့အနေထားလည်းရှိတယ်ပြီးရင်ဒီဝယ်ရဟန်းတို့အင်္ဂလိပ်ကစားပုံကဗျသူ့ကိုလည်းကိုသွင်းသူလည်းကိုသွင်းဆိုပြီးတော့ဖွင့်ကစားတယ်မာထင်ပဲပြန်ပြီးတော့တုတ်ပြန်လေးရှိရပေါ့နော်ဆိုတော့ဒီချယ်ဆီတို့အနေနဲ့ဒီဝယ်ရဟန်းကို1နှုတ်80ဆိုပြီးတော့ဖွင့်လှစ်ထားတဲ့ဟာမှာချယ်ဆီတို့နိုင်တောင်မှဂိုးမပြတ်လောက်ဘူးကြေးမအောင်လိုက်ဘူးလို့ကျွန်တော်ယူဆအကြောင်းကျွန်တော်ဒီအင်ရှင်ဝယ်ရဟန်းဘော်ဒီလေးကိုရွေးချယ်ခြင်းဖြစ်တယ်ဝယ်ရဟန်းဘော်ဒီတော်တော်လေးကြိုက်ပါတယ်ညီကိုတို့နောက်ထပ်တစ်ပွဲကတော့ဒီဂျာမန်ဘွန်ဒက်လီဂါတွေကဒီမိန်နဲ့စတူကတ်ပွဲစဉ်လေးဖြစ်တယ်မိန်ကတော့အိမ်ဝင်းပေါ့နော်ဧည့်သည်စတူကတ်အနေနဲ့ဒီမိန်ကို level တည်အပြည့်ရှုံးဆိုပြီးတော့ပေးတယ်ဖွင့်တယ်ပေါ့နော်ကျွန်တော်ညီကိုတွေလည်းသိမှာပါဒီတိတ်ကန်မှာ join ထားတဲ့ညီကိုတွေဆိုကျွန်တော်မိန်ရဲ့အိမ်ဝင်းဆိုရင်တွားရှုပ်လို့မရဘူးမိန်အိမ်ဝင်းမှာအစိတ်ရှိရဲမိန်အိမ်ဝင်းကစားပုံကောင်းတယ်ဆိုပြီးတော့ကျွန်တော်ပြောလို့ရှိရဲဒါကြောင့်မလို့ကျွန်တော်ဒီနေ့လဲကျွန်တော်အင်ရှင် main body လေးနဲ့ပဲကျွန်တော်ရွေးချယ်ပေးကြပါတယ်ကျွန်တော်ဒီနေ့ပြောသွားတော့နှစ်ပွဲပါဒီစနေနေ့မှာရှိတဲ့ပွဲစဉ်တွေအများကြီးထဲမှာကျွန်တော်ဒီနှစ်ပွဲပဲရွေးချယ်ပေးခြင်းဖြစ်တယ်ဘာလို့လဲဒီနှစ်ပွဲကိုကျွန်တော်စိတ်ကြိုက်ကျွန်တော်ရဲ့အကြိုက်ဆုံးလည်းဖြစ်တယ်ဒါကြောင့်မလို့ဒီနှစ်ပွဲပဲကျွန်တော်ရွေးခြင်းဖြစ်တယ်ညီကိုတို့တေကန် channel မှာတော့ကျွန်တော်တပွဲတင်ဆက်ပေးဦးမယ်ဒါကတော့ညနေကျမှာပေါ့နော်တေကန် channel မှာညနေကျရင်တော့ကျွန်တော်ရွေးချယ်ပေးဦးမယ်ဒီမှာကတော့ဒီနှစ်ပွဲပဲရွေးချယ်ပေးခြင်းဖြစ်တယ်ပထမပွဲကတော့ဝယ်ရဟန်းဘော်ဒီဒုတိယပွဲ main body ပဲဖြစ်ပါတယ်ညီကိုတို့ခိုးလက်ပါရလက်ကောင်တွေပိုင်ဆိုင်နိုင်ကြပါစေ